မင်းနင်းသားကိုဖမ်းတအားပေးမသုံးနဲ့အာယုံကြောထိခိုက်အောင်မယ်ဟုတ်ကဲ့ပါကျမတတိထားပါမယ်သားလေးဖုန်းသိမ်းလိုက်တော့လေသားစာကြက်ရအောင်မယ်မို့လားသားစာကြက်ဖို့ဖုန်းကိုသိမ်းလိုက်တော့နော်မောင်ကြောက်မိပြောကြောက်အမေတော်ကြောက်ကိုဘာမှပြောခမည်းကဘာလို့လာအမိတ်ပေးနေတာလဲသားလူကြီးကိုအဲ့လိုပြန်မပြောအောင်လေစော်ရေးပြောတာမှန်တယ်လေသားစာလောက်ချအောင်မယ်လေအခုဖုန်းချပြီးစာသွားလောက်တော့နော်မင်းင်းကလည်းအဲ့လိုပြီးပြောနေတာလေသားသဘောပေါက်မှာပါမိနင်းသားကငါ့ကိုပြန်ပြောတာတွေ့ရနော်ကလေးတွေကဘုံကိုပဲအာယုံဆိုင်နေတော့တာပဲဟုတ်ပါတယ်အမတယ်ကျမတေချာပြောပြပြီးတွင်တင်ပေးပါမယ်သားလေးဘာလို့အတော်ကြီးကိုပြန်ပြောတာလဲသူကသားကိုကောင်းစေချင်လို့ပြောတာလေကိုကောင်းစေချင်လို့ပြောတာသားလက်ခံနိုင်ရမယ်လေဟုတ်ကဲ့ပါမေမေသားနားလဲပါပဲ တားအမဲ့ကိုတစ်နေ့ပြန်ပြဲစုနိုင်အောင်တားစာပဲကြိုးစားပါတော့မယ်ဖုန်းကိုတားမသုံးတော့ပါဘူးမိမိတားအမဲ့ကိုချစ်တယ်